ကဘာမေပြင်းမှာဒုစရိုက်မောင်ကဘာဖုံးလွှမ်းနေတာလူလူချင်းအတားစိတ်တွေပြစ်တွေနဲ့ပြည့်နှံလို့နေရနောက်ဆုံးပန်းနိုင်မေစီမှာလူဘဝဆိုတာပွတ်တည်းရပါမှာတေချာတဲ့နေ့ရက်တစ်နေ့မှာတေချင်နဲ့မလွယ်ပဲတွေ့ကြုံမှာသက်ရှင်စဉ်ခါအမြဲဆုံးဖြစ်ပါမနောင်သေးခင်မှာထောင်ရတဲ့ပိုင်ဆိုင်မှုတွေတလန့်မဲ့ရှိနေတာဂရနီကုန်းပေါ်မှာသူပေးဆက်လူသာထွက်ပါတပါးစင်စင်ဖြစ်လျက်နေပြီလူသားတွေကိုချစ်တဲ့သူချစ်တွေပါယုံကြည်ရင်ယခုဘဝနဲ့နောက်ဘဝတွေစိတ်ချရစေမှာဆုံးပန်းနိုင်မယ်စီမှာလူဘဝဆိုတာပွတ်တည်းရပါမှာတေချာတဲ့နေ့ရက်တစ်နေ့မှာတေချင်နဲ့မလွယ်ပဲတွေ့ကြုံမှာသက်ရှင်စဉ်ခါအမြဲဆုံးဖြစ်ပါမနောင်သေးခင်မှာထောင်ရတဲ့ပိုင်ဆိုင်မှုတွေရှိနေတာဂရနီကုန်းပေါ်မှာသူပေးဆက်လူသာထွက်ပါတပါးသည်သာတော့ဖျားစင်စင်ဖြစ်လျက်နေပြီလူသားတွေကိုချစ်တဲ့သူချစ်တွေပါယုံကြည်ရင်ယခုဘဝနဲ့နောက်ဘဝတွေစိတ်ချရစေမှာအသက်ရှင်အမြဲဆုံးဖြစ်ပါမနောင်သေးခင်မှာထောင်ရတဲ့ပိုင်ဆိုင်မှုတွေတလန့်မဲ့ရှိနေတာဂရနီကုန်းပေါ်မှာသူပေးဆက်လူသာထွက်ပါတပါးသည်သာတော့ဖျားစင်စင်ဖြစ်လျက်နေပြီလူသားတွေကိုချစ်တဲ့သူချစ်တွေပါယုံကြည်ယခုဘဝနဲ့နောက်ဘဝတွေစိတ်ချရစေမှာယုံကြည်ယခုဘဝနဲ့နောက်ဘဝတွေစိတ်ချရစေ